အားလုံးကိုကြိုဆိုပါတယ်ဒီနေ့တော့သမိုင်းရဲ့အရေးထဲကထိတ်လန့်စရာဇလန်းတစ်ပုဒ်ကိုပြန်လည်အသက်သွင်းပြမှာပါကျွန်တော်တို့ခီးသွားမဲ့နေရာကတော့ဂျပန်နိုင်ငံအီဒိုမြို့အခုဆိုရင်တိုကျိုလို့ခေါ်တဲ့နေရာတို့18ရာစုနှစ်ကိုပြန်သွားမှာပါဒီဇလန်းကအီဒိုမြို့ရဲ့မိအိမ်တရေအကြောင်းပါဒီဇလန်းကိုမိအိမ်ရောင်ပြပြီးမျိုးဆက်တွေလက်ဆင့်ကမ်းပြောခဲ့ကြတာပါဒါကြောင့်အနှွေးတက်ရတဲ့အချိုကြီးတစ်ခွက်ယူပြီးမိမိန်ထားကတက်ရှိနဲ့တေလွန်သူတွေနီးကပ်လွန်တဲ့ကဘာတဲကိုလှမ်းလိုက်ကြရအောင်စိတ်แท้မြင်ကြည့်ပါအခုကခရစ်နှစ်1662ခုနှစ်အီဒိုမြို့ကတိုကူကာဝါရှိုကနိရဲ့အုပ်ချုပ်မှုအောက်မှာစီကားနေတဲ့မြို့တစ်မြို့ပါတစ်သားအိမ်တွေကလမ်းကျင်းတွေမှာတန်းစီနေပြီးစက်ကူပိတ်တကားတွေကဖျောင်းတိုင်ရောင်နဲ့မိန်ဖြော့ဖြော့လင်းနေတဲ့နေ့အချိန်ဆိုဈေးတယ်တွေကပစ္စည်းတွေအော်ရောင်းပြီးညဆိုမြို့တစ်မြို့လုံးတိတ်ဆိတ်သွားကကင်းလက်သမားရဲ့တစ်သားချောင်းထောက်တန်လောက်ပဲကြားရတော့တယ်စူမီတာမြင်းနာကရက်ွက်ငယ်လေးတစ်ခုမှာတော့ဘဝတွေကရိုးရှင်းပါတယ်တန်ငါတဲ့တွေကမြစ်ထဲကငားများပြီးကလေးတွေကစိတ်ကန်းသားမှာစော့ကစားကြတယ်ဒါပေမဲ့ဒီနေရာမှာအရေးတစ်ခုရှိနေခဲ့တယ်ဟာနာဆိုတဲ့မိန်းမငယ်လေးနဲ့စတင်တဲ့အရေးတစ်ခုဟာနာကမိအိမ်လုံသမားတစ်ယောက်ရဲ့သမီးဖြစ်တယ်သူမရဲ့အလှတရားကထင်ရှားတယ်ပိုးသားလို့တောက်ပနေတဲ့ဆန်းနှက်ရှည်တွေဖြူဖွေးတဲ့အသားအရည်လျှို့ဝှက်ချက်တွေတင်ထားသလိုထင်ရတဲ့မျက်လုံးတွေသူမကအသက်ကြီးနေတဲ့ဖခင်တာရိုနဲ့အတူမိအိမ်ဆိုင်ငယ်လေးမှာနေထိုင်ပြီးအိမ်သုံးမိအိမ်ရိုးတွေရောပွဲတော်သုံးအလှမိအိမ်တွေပါလောက်ကြတယ်သူတို့ဘဝကအေးချမ်းပေမဲ့တညမှာတော့ကံကြမ္မာကပြောင်းလဲတော့အားခဲ့တယ်အားလုံးကဆာမူရိုင်းငယ်ကန်ဂျီနဲ့စတင်ခဲ့တာပါကန်ဂျီကအစင်းနှိပ်စစ်တီတယောက်ဖြစ်ပြီးမာနာကြီးပြီးရီမန်းချက်တွေပြည့်နေနေသူတညမှာလက်မင်းကမြစ်ပေါ်မှာနှိမ့်ချီမြင့်ကြီးဖြစ်နေချိန်ကန်ဂျီကစာကေမူပြီးဟာနာတို့ဆိုင်ထဲဝင်လာခဲ့တယ်သူကမိအိမ်တစ်လုံးတောင်းတယ်ဒါပေမဲ့တာရိုကပတ်စံတောင်းတော့ကန်ဂျီကရေလိုက်ပြီးမင်းလို့အဖိုးကြီးကငါ့ကိုဝင်ဆောင်ရတာဂုံယူတဲ့နယ်လို့ပြောလိုက်တယ်ဟာနာကဝင်ပြောတယ်ကျေးဇူးပြုပြီးကျမတို့ကိုအေးအေးဆေးဆေးနေခွင့်ပေးပါလို့သူမကတည်ငြိမ်စွာပြဟောလိုက်တယ်ကန်ဂျီကဓာကိုမကြိုက်ဘူးဒေါသထွက်ပြီးဓာဆွဲထုတ်ကတာရိုကိုခုတ်လိုက်တယ်ဟာနာကအော်ဟစ်ပြီးဖခင်စီပြေးသွားပေမဲ့ကန်ဂျီကမရက်ဘူးသူမကိုဓာနဲ့ထိုးလိုက်ပြီးခဏအတွင်းမှာပဲဆိုင်နဲ့တိတ်ဆိတ်သွားတယ်ဖျောင်းတိုင်တိုင်းလဲကျပြီးမီးလောင်ကျွမ်းသွားတာကလွယ်လို့ဘာတမ်းမှမကြားရတော့ဘူးမနက်ခင်းရောက်တော့ပြာတွေပဲကြံတော့တယ်ဘဝနှစ်ခုကတော့မတရားစွာဆုံးပါသွားခဲ့ပြီးမြို့သူမြို့သားတွေကဝမ်းနည်းကြပေမဲ့ကန်ဂျီကတော့အပြစ်မခံရဘူးသူရှင်ဘရင်ကမတော်တဆဖြစ်တာဆိုပြီးကာကွယ်ပေးတယ်ဒါပေမဲ့လူတွေကတီးတိုးပြောကြတယ်ဟာနာရဲ့ဝိညာဉ်ကအေးမချမ်းနိုင်ဘူးသူမရဲ့ဒေါသကမီးလောင်တာထက်ပိုပြင်းတယ်လို့ဆိုကြတယ်မကြခင်မှာပဲဒီတီးတိုးစကားတွေကကြောက်စရာအဖြစ်ပြောင်းလဲသွားခဲ့တယ်ရက်တစ်ပတ်အနှဲငယ်အကြာမှာမျက်နှာမှာထူဆန်းတာတွေစဖြစ်လာတဲ့တန်ငါတဲ့တွေကညအချိန်မြစ်ကမ်းနဘေးမှာမိအိမ်တစ်လုံးမျောနေတာကိုတွေ့တယ်လို့ပြောကြတယ်အပြာရောင်မီးတောက်နဲ့ထူဆန်းတဲ့အလင်းတစ်ခုအစပိုင်းမှာမြူတွေကြောင့်ထင်အောင်ထင်မှဖြစ်တယ်လို့ထင်ကြတယ်ဒါပေမဲ့မကြခင်သူတို့မြင်လာကြတဲ့အဖြူရောင်ကီမိုနိုဝတ်ထားတဲ့မိန်းမတစ်ယောက်စပင်ကမင်းစည်းကြသလိုရှည်လျားပြီးဆိုင်ပြကျသွားတဲ့နေရာမှာတိတ်ဆိတ်စွာရက်နေတာသူမကစကားမပြောပေမဲ့သူမကိုမြင်သူတိုင်းအေးဆက်သွားကြတယ်တညမှာဒိုင်ကြီးဆိုတဲ့ဈေးတဲ့တယောက်ကစုံစမ်းဖို့ဆုံးဖြတ်လိုက်တဲ့သူကလက်တွေ့ကြတဲ့သူဖြစ်ပြီးတရေပုံမြင်တွေကိုမယုံတတ်ပေမဲ့စူးစမ်းခြင်းစိတ်ကအနိုင်ယူသွားတယ်မိအိမ်တစ်လုံးကင်ပြီးဆိုင်ပြကြရာကိုတိတ်တဆိတ်သွားတယ်နီးလာတော့လေကအေးဆက်လာပြီးသူ့မိအိမ်ကမှိန်သွားတယ်အဲ့ဒီမှာသူမဟာနာဒါမှမဟုတ်ဟာနာရဲ့ကြံရစ်ခဲ့တဲ့ပုံစံကိုတွေ့လိုက်တဲ့မျက်နှာကဖြူဖြော့နေပြီးမျက်လုံးတွေကအဟောင်းတစ်ခုလိုလက်ထဲမှာထူးဆန်းတဲ့အပြာရောင်မိအိမ်ကင်ထားတဲ့ဒိုင်ချီကြောင်အန်းသွားပြီးသူမနီးလာတော့လေထဲကတီးတိုးတန်ကိုကြအားလိုက်တယ်သူဘယ်မှာလဲဒိုင်ကြီးထိတ်လန့်ပြီးပြေးထွက်လာခဲ့တဲ့သူမိအိမ်ကိုလှုပ်ချခဲ့ပြီးနောက်နေ့မနက်မှာမျက်နှာကိုဘယ်တော့မှပြန်မသွားတော့ဘူးလို့ကြိမ်ဆိုခဲ့တယ်ဒါပေမဲ့တရေကဒီမှာရက်မသွားဘူးမကြခင်တခြားသူတွေလည်းမြင်လာကြတယ်အမြဲတမ်းညအချိန်အမြဲတမ်းအပြာရောင်မိအိမ်နဲ့အမြဲတမ်းတစ်ခုတည်းသောမေးခွန်းသူဘယ်မှာလဲမြို့သူမြို့သားတွေကသူမကကန်ကြီးကိုရှာနေတာလို့သိခဲ့ကြတယ်ကန်ဂျီကအလွယ်တကူလှောင်ပြောင်တတ်တဲ့သူပါသူကကောလာဟာလာတွေကိုကြားပြီးအစပိုင်းမှာရေမောခဲ့တယ်တရေတွေကငါ့ကိုမကြောက်เสียဘူးလို့စာကေခွက်တွေနဲ့ဆိုင်မှာကြွားခဲ့တယ်ဒါပေမဲ့ရက်တွေကြာလာတော့သူစိတ်မလုံခြုံတော့ဘူးမျက်စိထောက်မှာအရိပ်တွေပြတင်းပေါက်အပြင်မှာအပြာရောင်မီးလင်းတွေစတွေ့လာတဲ့တညမှာအိမ်ထဲမှာခြေတံတွေကြားလိုက်ရပြီးအိယာကနေနိုးလာခဲ့တယ်ဓားကိုဆွဲယူပြီးဘသူလဲလို့အော်မေးတဲ့အဖြေမရဘူးဒါပေမဲ့လေကအေးဆက်လာပြီးနေရန်တွေကနေမိန်ဖြော့ဖြော့အလင်းတစ်ခုစိတ်ဝင်လာတယ်။ကန်ဂျီကအိမ်ပြင်ထွက်လာပြီးသူ့အသက်ရှူတန်ကအေးဆက်တဲ့လေထဲမှာမြင်နိုင်လောက်တယ်အဲ့ဒီမှာသူမကိုတွေ့လိုက်တယ်။ဟာနာသူ့အိမ်ရှိမှာရက်နေပြီးမိအိမ်ကတရေဆန်တဲ့အလင်းတွေဖြာထွက်နေတယ်မင်းလို့သူမကတီးတိုးပြောပြီးအတန်ကတိတ်ဆိတ်မှုကိုဖျက်ထွက်လာတယ်။ကန်ဂျီကဓားနဲ့လွှဲလိုက်ပေမဲ့သူမကမီးကိုလိုဖျက်တန်းသွားတယ်။သူမနီးလာပြီးမျက်လုံးချင်းစုံတယ်ပြီးတော့ဘာမှမရှိတော့ဘူး
ကန်ကြီးပျောက်သွားတယ်မနက်ခင်းရောက်တော့အိမ်ကဗလာဖြစ်နေပြီးဓာကမြေပေါ်မှာလဲကျနေတဲ့မြို့သူမြို့သားတွေကသူ့အရေးရောင်ကိုရှာမတွေးခဲ့ဘူးဒါပေမဲ့တရေဖြစ်မှုကရက်မသွားဘူးဟာနာရဲ့ဝိညာဉ်ကဆက်ရှိနေပြီးသူမရဲ့မိအိမ်ကညတိုင်းထုံးလင်းနေတဲ့အချို့ကသူမကကန်ကြီးရဲ့ဝိညာဉ်ကိုလိုက်ရှာနေတာလို့ပြောကြတယ်တချို့ကတော့သူမရဲ့ဝမ်းနည်းမှုနဲ့ဒေါသကြောင့်ပိတ်မိနေတယ်လို့ယုံကြတယ်နှစ်တွေကြာလာတော့မိအိမ်တရေအကြောင်းဤလိုမျိုးမှာဒဏ္ဍာရီတစ်ခုဖြစ်လာခဲ့တယ်လူတွေကဆိုင်ပြကြတဲ့နေရာမှာပန်းတွေဆန်တွေမိအိမ်သေးတွေထားခဲ့ကြပြီးသူမရဲ့ဝိညာဉ်ကိုအေးချမ်းစေဖို့ကြိုးစားခဲ့တယ်အဲ့ဒီနောက်ပိုင်းသူမကိုတိတ်မမြင်ရတော့ဘူးလို့အချို့ကပြောကြတယ်ဒါပေမဲ့လာမရှိတဲ့ညတွေမှာစူမီတာမြစ်တစ်လျှောက်အပြာရောင်မီးလင်းကိုတွေ့ရပြီးတီတိုစကားတွေပြန်စတယ်ဒီလိုဇလန်းမျိုးကဂျပန်မှာထူးခြားတာမဟုတ်ပါဘူးဒါဟာယူရေးပုံမြင်တွေကတပုတ်ပါမတရားခံရသူတွေရဲ့ဝိညာဉ်တွေတည်ပြီးတဲ့နောက်တရားမျှတမှုကိုရှာဖွေကြတာပါဂျပန်ယဉ်ကျေးမှုမှာတည်ခြင်းဆိုတာအဆုံးမဟုတ်ပါဘူးဘဝကိုမတရားဖျက်တောက်ခံရရင်ဝိညာဉ်တွေဆက်လက်ရှင်သန်နေတတ်တယ်ဟာနာရဲ့ဇလန်းကဒီပုံစံနဲ့အန်ကိုက်ပါပဲသူမကလောက်ရက်တွေရဲ့အလေးချိန်ရက်ဆက်မှုတွေကပြီးဆုံးပြီးနောက်မှာတော့ပဲတင်ထက်နေနိုင်တာကိုသတိပေးနေသူပါဘလို့ထင်ပါသလဲဟာနာရဲ့တရေကတကယ်ရှိခဲ့တာဖြစ်မလားဤလိုမျိုးကိုခြောက်လန့်နေတဲ့အေးမချမ်းတဲ့ဝိညာဉ်တစ်ခုဖြစ်မလားဒါမှမဟုတ်တက်ရှိတွေရဲ့အပြစ်ရှိစိတ်နဲ့ကြောက်ရွံ့မှုကသူမရဲ့ပုံရိပ်ကိုအမှောင်နဲ့ဖန်တီးခဲ့တာလားဂျပန်သမိုင်းမှာဒီလိုဇလန်းတွေအများကြီးရှိပါတယ်တကယ်နဲ့တဘာဝလွန်ကြားမြင်းကိုမရေရာစေတဲ့ပုံမြင်တွေဒီဤလိုမျိုးရဲ့ထိတ်လန့်စရာဇလန်းကိုနှစ်သက်တယ်ဆိုရင်အောက်ကမှတ်ချက်မှာပြောပြပေးပါနောက်ထပ်ဘယ်တရေဇလန်းကိုပြောပြဖို့လိုလဲ like ခလုတ်ကိုနှိပ်ပြီးစည်ရင်သွင်းကခေါင်းလောင်းကိုဖွင့်ထားဖို့မမေ့ပါနဲ့နောက်တစ်ခေါက်တွေ့တဲ့အထိအိပ်ပျော်အောင်အိပ်ပါဒါပေမဲ့မိအိမ်တစ်လုံးလောက်တော့အနားမှာထားပေါ့ Tartar bye bye.